ကျွန်တော်ခုဒီကိုဖုန်းနဲ့တခြင်းတွေကို Telegram ကိုယ့်ရဲ့ profile မှာထားလို့ရမယ့်နည်းလမ်းလေးကိုပြောပြမယ်အခုချိန်ထိကတော့ Telegram version မှာပေါ့ဒီကိုဖုန်းနဲ့တခြင်းတွေကို profile မှာထားဖို့အတွက်တည်တံ့ feature ရလို့တော့မရှိသေးဘူးဒါပေမဲ့ထားလို့ရတဲ့နည်းလမ်းကိုပြောပြမယ်ကိုဖုန်းနဲ့တခြင်းတွေကိုဒီ Telegram ကိုယ့်ရဲ့ profile မှာထားခြင်းတယ်ဆိုလို့ရှိရင်ဒီ Telegram ကကိုယ့်ရဲ့တငယ်ချင်းတယောက်ရဲ့ chat box ထဲကိုဝင်လိုက်ပြီးရင်ဒီအောက်မှာရှိတဲ့ attachment button လေးကိုနှိပ်ဒီအောက်မှာဆိုလို့ရှိရင်ဒီ icon လေးတွေနဲ့ဗာတန်းလေးကိုနည်းနည်းလောက်ဆွဲလိုက်ဒီမှာဆိုလို့ရှိရင် music icon လေးရှိတယ်အဲ့အရာလေးကိုနှိပ်လိုက်ဒီမှာဆိုရင်ဒါကိုဖုန်းနဲ့တခြင်းတွေအဲ့ထဲကနေပြီးတော့ဒီကိုထားခြင်းနဲ့တခြင်းတစ်ပုဒ်ကိုရွေးပြီးရင်ဒီ stamp button လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းရဲ့ chat box မှာ upload တင်လိုက်upload တင်ပြီးသွားလို့ရှိရင်တခြင်းလေးကိုဖွင့်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်တခြင်းလေးရဲ့အပေါ်မှာဘာလေးနဲ့ပေါ်နေမယ်အဲ့ဒီဘာလေးကိုနှိပ်လိုက်ပြီးရင် adapt profile ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်တော့ဒီတခြင်းလေးကကိုယ့်ရဲ့ profile မှာရောက်သွားပြီပဲဖြစ်ပါတယ်ကိုကအဲ့လိုမှမဟုတ်ဘူးနော်ကိုယ့်ရဲ့တင်ကြချင်းတယောက်ရဲ့ chat box ထဲမှာတခြင်းကို upload လုပ်ချင်မှုဆိုလို့ရှိရင် Telegram က server နေပြီးတော့ save message ဆိုပြီးရိုက်ရှာလိုက်ပြီးရင် save message chat box ထဲကိုဝင်ပြီးတော့ attachment button လေးကိုနှိပ်ပြီးရင် music icon လေးကိုနှိပ်ပြီးတော့ကိုထားခြင်းတဲ့ခြင်းတစ်ပုဒ်ကိုရွေးပြီးတော့ send button လေးကိုနှိပ်ပြီးတော့ဒီ save message chat box ထဲမှာတခြင်းလေးကို upload လုပ်လိုက်ပြီးရင်ခုနကကျွန်တော်ပြောတဲ့နည်းလမ်းလေးတိုင်းလုပ်လိုက်ဒါဆိုလို့ရှိရင်တခြင်းလေးကကိုယ့်ရဲ့ profile မှာရောက်သွားပြီပဲဖြစ်ပါတယ်